မင်္ဂလာပါခင်ဗျာကျွန်တော်ကတော့ကြီးပေါင်းယောဂအကြောင်းလေးကိုနည်းနည်းလေးပြောပြချင်ပါတယ်ကြီးပေါင်းယောဂကကမ္ဘာပေါ်မှာအတွေ့အများတဲ့အဆစ်ရောင်ယောဂတစ်ခုဖြစ်ပြီးကြတော့ဒီလူသားပေါင်းတန်း650ထိအောင်ကြီးပေါင်းယောဂကိုခံစားနေရတယ်လို့သိရပါတယ်ကြီးပေါင်းယောဂမှာနေရာဒေသပေါ်မူတည်ပြီးကြတော့ဒီခန္ဓာကိုယ်မှာရှိတဲ့ပေါ့နော်လူခန္ဓာကိုယ်ရဲ့ဒီအစိတ်အုံးမှာမူတည်ပြီးတော့ဒူးကြီးပေါင်းခါကြီးပေါင်းဂုတ်ကြီးပေါင်းလက်ကြီးပေါင်းစသဖြင့်အမျိုးမျိုးရှိပါတယ်ဒူးကြီးပေါင်းကတော့ဒါလူရဲ့ခန္ဓာကိုယ်မှာအတွေ့အများဆုံးကြီးပေါင်းယောဂဖြစ်ပြီးတော့လူ၄ယောက်မှာ၁ယောက်လောက်ထိအောင်ခံစားရပါတယ်ခါကြီးပေါင်းတွေဂုတ်ကြီးပေါင်းတွေကတော့လူ9ယောက်မှာ1ယောက်လောက်ခံစားရတယ်လို့ဆိုပါတယ်တကယ်လို့ကြီးပေါင်းယောဂမဖြစ်သေးတဲ့လူတွေအနေနဲ့ကြီးပေါင်းယောဂမဖြစ်အောင်ဘယ်လိုကာကွယ်တားဆီးရမလဲဆိုတာကိုဇွန်လ28ရက်တနင်္ဂနွေနေ့မနက်9:00နာရီမှာဝက်ဘီနာအနေနဲ့မျှဝေသွားမှာဖြစ်ပါတယ်ဒီ GGI နီပွေလိုက်နဲ့ Ryan Rose Hospital ကပူပေါင်းတင်ဆက်တဲ့ဒီကြီးပေါင်းယောဂအကြောင်းသိကောင်းစရာဝက်ဘီနာကိုမိတ်ဆွေများအနေနဲ့ကိုယ်တိုင်တက်ရောက်နားထောင်နေဆိုရင်အောက်ပါဖုန်းနံပါတ်တွေကိုဆက်သွယ်လို့ရပါတယ်တကယ်လို့လူကိုယ်တိုင်မတက်ရောက်နိုင်ဘူးဆိုလို့ရှိရင် GGI နီပွေလိုက်ရဲ့ Facebook page YouTube channel နဲ့ Ryan Rose Hospital ရဲ့ Facebook page မှာကျွန်တော်တို့ဒီ live လွှင့်သွားမှာဖြစ်ပါတယ် live webinar မှာဆုံတွေ့ကြရအောင်ပါ